တော်တို့အခုမန်းလေးကိုပြန်ပြီပေါ့နော်စစ်တီကျွန်းကနေစထွက်ပါပြီညာဝေဆောင်ကနေပြီးတော့မန်းလေးကိုပြန်ပါမယ်ကို